အဲ့ဒါပါလေ မမလေးဒီအိမ်ကတူးသီးတော့တရေမလေးရှုမဝပါ ရှုမို့ကတရေမ အော် ဟေးအဲ့ဒါဆိုရင်တော့ရိုက်တယ်ကွာမှတ်ပြီလား မောင်လေးမမမောင်လေးကိုချောက်ဖို့လာတာမဟုတ်ပါဘူး အဲ့မဲ့ချောက်ဖို့လာတာမဟုတ်ဘူးလေပြောတယ်မျက်နှာလည်းမျက်နှာစိုးကြီးနဲ့ ပြောရလိုက်တာမောင်လေးရဒီရောက်လာတဲ့မျက်နှာလေးကိုမောင်လေးကလေမမရဲ့အစင်ဖြစ်နေလို့လာငန်းတာ ခင်ဗျာတရေဆိုတော့တုတ်ရေချိုးအားလုံးမြင်နေရမှာပေါ့ ဟုတ်မြင်တိုက်တဲ့လောက်တော့မြင်ပါတယ်ဟိုမမြင်တဲ့မမြင်တိုက်တဲ့ဟာလေးတော့လေဝါနာလိုက်တယ် ဟာတော်ပြီဟိုတရေမနာဘူးနဲ့လာတွေ့နေဒီကမတော့မချိုးတော့ဘူး အဲ့ဆိုမမချိုးပေးမယ်လေမမချိုးပေးမယ် ခင်ဗျာမလာနဲ့တော့မလာနဲ့လို့ပြောနေနော်ဟောမလာနဲ့လို့ပြောနေလေ ရှင်မချိုးရင်ပြတ်မှာပေါ့ မလာနဲ့လို့ပြောနေမလာနဲ့အဲ့ခန်းကလေကျွန်တော်တိတ်တွေအများကြီးရိုက်လိုက်ရတာခံပါတော့အဲ့နေရာလေးကအိမ်သားကျင်းတော့ကျွန်တော်ကင်မရာကြီးထည့်တာနည်းတိုင်ပတ်တာပေါ့နော်အဲ့လိုမျိုးလေးရှိတော့ဟိုနည်းခဲနေတော့အဲ့ခန်းလေးကရိုက်ထားတယ်ပြီးတော့အဲ့နေ့မှာမလင်းကလည်းနေမကောင်းဘူးထူးဆန်းဆန်းအဲ့နေမကောင်းသူဘိုက်အရန်အောက်ပြီးဘာမလို့အဲ့တော်တော်လေးသူအားတင်းပြီးတော့အဲ့ခန်းလေးပြောဆောင်တာဒီထဲမှာတော့ကျွန်တော်ပေါ့ပလေးပါပဲဆိုတော့သူက comedy horror ဆိုတော့ဟို item တွေလည်းအများကြီးဘယ်လိုပုံမှန်လေးပေါ့ပုံမှန်လူငယ်ကောင်လေးဒါပေမဲ့တရေမကြောက်တဲ့ကောင်လေးပေါ့နော်အဲ့ကောင်လေးအဖြစ်နဲ့ရုပ်ဆောင်ထားပါတယ်တကားလုံးပေါ့ပါပဲဟိုရီလဲရီရမယ်ကြောက်လဲကြောက်ရမယ်အဲ့လိုလေးပေါ့ဟိုမတ်တရတော့ကျွန်တော်တို့ဒီဟိုစင်းတိုင်းစင်းပြီးတိုင်းပေါ့နော်နားတဲ့ချိန်တိုင်းပါဇက်မရှိရဘူးဟာသားတွေပြောနေတာဆိုတော့ခုကလိုင်းကဟာသားတွေလုံးလိုက်အားရင်အဲ့လိုဟိုဗာလဲဟိုနှစ်ပါးသွားရေးကားပြလိုက်အဲ့လိုမျိုးစုံကြည့်ရတာဆိုတော့ပျော်ဖို့ကောင်းပါတယ်ဒီရှူတင်ကကျွန်တော်မိုးလင်းပေါက်တွေလည်းရက်တွေအများကြီးရိုက်တော့ဟိုတညာလုံးစကားတွေပြောကြဟိုဟာသားတွေပြောကြရိုက်လိုက်ကြတယ်ပျော်ပါပဲရိုက်ထားပါတယ်။အဲ့ဒါပြောရင်ဒါကျွန်တော်ပထမဆုံး comedy လို့ပြောလို့ရတယ်။ခက်ခဲတယ်။တချို့ဟာဆိုကိုလောက်ရခက်တယ်။ဒါပေမဲ့ဟိုဘေးမှာတကယ်ဟာသားပညာရှင်တွေပဲလေ။ကိုမျိုးဝေဆိုးတို့ခင်လိုင်းတို့ပြီးတော့ကျွန်တော်အဓိကတွဲပြီးတုပ်ဆောင်ရတာဦးရိုက်ပေါ့နော်ဦးရိုက်ရဲ့သားဆိုတော့အဖေနေရာနေတကယ်တွဲပတ်မိအောင်အများကြီးဘေးကနေပြီးတော့တင်ပေးပါတယ်ကိုပြောလို့လည်းတင်ပေးရတယ်ပေါ့နော်ဆိုတော့ဟိုပြီးတော့ driver လိုချင်တဲ့ဟာလေးလည်းစူးစမ်းပြီးတော့လုပ်ထားပါတယ်ခင်ဗျာအဲ့ခန်းကလေကျွန်တော်တိတ်တွေအများကြီးရိုက်လိုက်ရတာခံပါတော့အဲ့နေရာလေးကအိမ်သားကျင်းတော့ကျွန်တော်ကင်မရာကြီးထည့်တာနည်းတိုင်ပတ်တာပေါ့နော်အဲ့လိုမျိုးလေးရှိတော့ဟိုနည်းခဲနေတော့အဲ့ခန်းလေးကရိုက်ထားတယ်ပြီးတော့အဲ့နေ့မှာမလင်းကလည်းနေမကောင်းဘူးထူးဆန်းဆန်းအဲ့နေမကောင်းသူဘိုက်အရန်အောက်ပြီးဘာမလို့အဲ့တော်တော်လေးသူအားတင်းပြီးတော့အဲ့ခန်းလေးပြောဆောင်တာမချလိုက်တာပြောလိုက်တာဟောဒါတော့ဇလန်းနဲ့ဇညုံးအရာတော့လုံးပါပဲနေမကောင်းတာအိမ်မှာပဲနေတယ်ကျွန်တော်ဒီကားမှာသူက character အစုံလေးပေါ့နော်မရှင်းနေပါမယ်ပြီးတော့ဇက်မင်းသားပါမယ်ပြီးတော့ဂျပန်စစ်ဘူပါမယ်အစုံလေးမျိုးစုံလေးထည့်ထားတယ်ကျွန်တော်တို့ကြည့်ရတဲ့အခါမှာပြည်သက်တွေအနေနဲ့လည်းကျွန်တော်တို့ပုံမှန်ကျွန်တော်တရားကားတွေအဲ့လိုမဟုတ်ဘဲနဲ့တကယ် quality ကောင်းကောင်းနဲ့ရိုက်ထားတယ်တကယ် Thai comedy ဒီ horror guy နဲ့စင်တယ်ပေါ့နော်ဟိုကြည့်ရတဲ့အခါမှာလည်းဟိုဒီရိုက်ကူးထားတဲ့ shot တွေကဆက်ဆန်းလေးမြင်ရမှာနည်းနည်းပပတော့အခုဆိုရင်အနာတော့တော့အဲ့လိုတရားဦးကတော့မှတ်တိုင်ပေါ့နော်မှတ်တိုင်လေးတစ်ခုဖြစ်တယ်ဟိုဘယ်နာတော့အချိတ်ခံရတယ်ဟောအဲ့တော့အရန်ပြောပါတယ်အခုဒိုးသားကဲနှစ်တည်းရတယ်10နှစ်ရှိပြီဟိုတဖြည်းဖြည်းနဲ့အရာထင်လာပြီပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ဆက်ပြီးတော့ရက်နေလို့မရအောင်ဆက်ပြီးအများကြီးဒိုးသားအောင်ပါပါအခုမှဒါအစ်စ်ပဲရှိတယ်ဟိုဘလို့ character တော့အစုံလုပ်ချင်တာပေါ့နော်အခုကတော့ဟိုစာပိုင်းရမ်းချစ်တယ်အခုဆိုရင်မုန်းရတယ်အဲ့လိုမျိုးတွေပေါ့နောက်ကားမှာကြောက်လဲအဲ့လိုအရန်ဆိုးပြီးတော့မှဘလို့မျိုးလေးထပ်ပြီးတော့ပြိတ္တကိုထပ်ပြီးဟိုကိုလုံးနိုင်တဲ့ဟာလေးနဲ့ဆွဲဆောင်လို့ရမလဲပေါ့လုံးကြည့်ချင်ပါသေးတယ် character မျိုးစုံပေါ့ဟုတ်မကြောက်ကျွန်တော်မကြောက်အဲ့ဒီတော့ဟိုဆောက်ရိုးတော့မကျိုးအဓိကကိုယ့်ပုံမှာပဲမူတည်ရတယ်ဟိုကျွန်တော်ပြော character တစ်ခုချင်းနေလာတဲ့ပုံမှာလည်းအမြဲ
ဟိုဒီပုံစံမျိုးပဲမတော်ကိုကိုယ်တိုင်လည်းအများနဲ့ပြင်ဆင်တယ်ဟိုဘယ်လိုမလဲဇက်ကောင်စီရိုက်ကိုမွေးတယ်ပြီးတော့အဲ့ဇက်ကောင်ပေါ်မှာတစ္ဆာရှိတယ်ပြီးတော့ပေးတဲ့ဇက်ကောင်ကိုတာဝန်ကြည့်အောင်လုပ်တယ်အဲ့တော့ဒီဇက်ကားပြီးရင်ဒီဇက်ကားမှာလည်းသူကဒါဖြစ်နေကျွန်တော်ခုနကားပြရပါတော့ဟိုအချက်မှာပြည့်ရှိတယ်ဆိုတော့တပုံစံလေးပေါ့ဟိုချစ်တော့ချစ်တယ်မတူဘူးပေါ့အဲ့လိုမျိုးလေးတော့စူးစမ်းပြီးတော့ဟိုပြင်ဆင်ထားပါအခုကျွန်တော်ဒီဟာကိုအရန်အားပေးရတဲ့အတွက်ကြောင့်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာကျွန်တော်ကိုဆက်ပြီးတော့နောက်ထွက်မဲ့ကားတွေမှာလည်းအများကြီးအားပေးကြဖို့ကျွန်တော်ဒီကနေပြောချင်ပါတယ်ချစ်တယ်လည်းအများကြီးရလို့လည်းအရန်ပြောပါတယ်ဆက်ပြီးကြိုးစားပါဦးမယ်ခင်ဗျာ